ခငင်းကြောင့်ချမ်းသာကြောင့်နီလန်းကောင်းလို့ဆိုရတဲ့ဟောဒီတရားဒေသနာတွေကိုအကြအမြင်များတာကိုသာလင်တန်ဖိုးရှိတဲ့တုတ္တလို့ပြောတာဟုတ်လားကြားလဲရလို့ရှိရင်စိတ်ထဲမှာအပူတွေကိုလျော့သွားစေတဲ့အရှုပ်တွေကိုရှင်းသွားစေတဲ့စိတ်နှလုံးကိုအေးချမ်းသွားစေတဲ့အသိဉာဏ်ပညာကိုတိုးစေတဲ့တကယ့်ကိုစစ်မှန်တဲ့ဒုက္ခငြိမ်းချမ်းချမ်းသာကြောင့်နိလန်းကောင်းဒေသနာတွေကိုအသိမြင်များတဲ့တုတ္တမျိုးကိုသာလင်တန်ဖိုးရှိတဲ့တုတ္တလို့ပြောတာတိလည်းပဲသိပြီးတော့အကြောင်းမထူးတဲ့မသိလည်းပဲသိပြီးတော့အကြောင်းမထူးတဲ့တိတရားတွေကိုအသိမြင်များနေတာကိုဒီနေရာမှာတန်ဖိုးရှိတဲ့တုတ္တလို့မဆိုလို့ဘူးဒါကိုဘာဖြစ်လို့ဦးဇင်းတို့ပိုင်းခြားပြီးတော့ပြောရတာတုံးဆိုရင်တော့ဒီခေတ်မှာဒကာဓမ္မဦးဇင်းတို့ရဲ့ခေါင်းထဲကိုလေတန်ဖိုးမရှိတဲ့တိစရာတွေကလွယ်လွယ်ကူကူဝင်ရောက်လာကြအကြောင်းတွေအများကြီးမရှိဘူးလားဘုရားနေဝင်နေတော့လက်ဝါးလောက်ရှိတဲ့မှန်မြင်လေးတွေကဝင်နေတာဟုတ်တယ်မဟုတ်လားဒီမှန်မြင်လေးတွေကထွက်တဲ့အကြောင်းမျိုးစုံဒီမှန်မြင်လေးတွေကထွက်တဲ့အတန်မျိုးစုံကကိုယ်ခေါင်းထဲကိုအတိမျိုးစုံပေးနေတာအဲ့ဒီအတိတွေကတန်ဖိုးရှိလားမရှိလားကိုယ့်ကိုစီစစ်ဖို့လိုတယ်တော့ဒီ Facebook တို့ internet တို့ဆိုတာထဲမှာဘာတန်ဖိုးမှမရှိတာတည်းကြီးပဲလို့ဆိုလိုတာတော့မဟုတ်ဘူးတန်ဖိုးရှိတာလေးအထိုက်လျောက်တော့ပါတာပါပဲသို့တော့ခက်နေတာကကိုယ့်ရဲ့စိတ်ပဲမလိမ်နဲ့မညာတာဝေဖန်နိုင်ဖို့လိုတယ်ပုထုဇဉ်ရဲ့စိတ်ဆိုတာများသောအားဖြင့်တန်ဖိုးရှိတာနဲ့မရှိတာနဲ့ရွေးချယ်ဖို့ကြုံလာပြီဆိုရင်ဘာကိုပဲရွေးချယ်လိုက်ကြတာများလဲတန်ဖိုးမရှိတာပဲရွေးချယ်ရနော်ဘုဒ္ဓဆိုကြည်ရင်နဲ့ဗတိကုံမှပဲရက်လိုက်တာဟုတ်လားဘေကြီးတွေကုံမှပဲရက်လိုက်တာနောက်ကျောတွေတက်လာမှပဲရက်လိုက်တာနားလဲဖို့လိုတယ်နော်ဒါကြောင့်တချို့တုတ္တတွေကဘာတန်ဖိုးမှမရှိဘူးတန်ဖိုးမရှိအောင်ဆိုတိတ်ကိစ္စမရှိသေးဘူးလို့ထင်တယ်တချို့တုတ္တတွေကအန္တရာယ်တောင်ရှိတယ်လို့ထင်တယ်တိလိုက်ရကမှစိတ်တွေညစ်ရတယ်စိတ်တွေရှုပ်ရတယ်အကုသိုလ်တွေဖြစ်ရတယ်မဟုတ်တာတွေတွေးမိရတယ်စဉ်းစားနော်ဒါကြောင့်ပြည်တော်ပေါင်းတော်ကောင်းတို့ဒီကိစ္စကအများကြီးပြောကြကောင်းတယ်အချိန်ကုန်တယ်အချိန်ကုန်တယ်ဆိုတာဘဝကုန်တာပဲလေငွေကုန်တယ်လူပန်းတယ်ပို့ပြီးတော့ထိကြိုက်တာကဘာလဲကိုယ့်ရဲ့ခေါင်းကြီးအမိုက်ပုံကြီးဖြစ်ပြီးတော့ကျင်ရတဲ့ကိစ္စပဲဟိုဟာထက်ဒီဟာထက်တွေ့သမျှကြုံသမျှအကုန်ထက်ဟုတ်လားသုံးရတာတွေရောသုံးမရတာတွေရောထက်ဘာပုံများမထင်တော့သုံးမရတာတွေပဲများနော်တော့အရေးရဲ့အကြောင်းရဲ့ဆိုရင်တော့ကိုယ်ကောင်းထဲမှာသုံးရဖို့ရှာလိုက်တော့ဘာမှရှာလိုက်ဘာမှတွေ့တာမရှိဘူးထက်လာတာကအမိုက်တွေကြီးထက်လာတာ哦အရေးရဲ့အကြောင်းရဲ့ဆိုကောက်ကိုင်းလိုက်ကြဘာမှမရှိဘူးဒါကြောင့်ပြည်တော်ပေါင်းတော်ကောင်းတို့တန်ဖိုးကြီးတဲ့တုတ္တဆိုတာနော်တန်ဖိုးမရှိတဲ့အရာတွေကိုအသိမြင်များတာကိုဆိုလိုတာမဟုတ်ဘူးဟုတ်လားသေချာပေါက်ဒုက္ခငြိမ်းချမ်းဖြစ်တဲ့ချမ်းသာကြောင်းဖြစ်တဲ့တရားဒေသနာတွေကိုအသိမြင်များတာကိုသာလင်းဆိုလိုတာဒါကတုတ္တရဲ့အဓိပ္ပာယ်လေးကိုကွဲပြားအောင်ပြောပြတာနော်အဲ့တော့ဒီတုတ္တရဲ့စွန့်ရည်တတ္တိသူ့ရဲ့တန်ဖိုးကဘလို့တော့ဒါလည်းပြောမယ်ဆိုရင်တော့ရမ်းပြောကြကောင်းတာပဲတုတ္တရဲ့တန်ဖိုးကိုဦးဇင်းတို့ပေါ်လွင်အောင်နော်အချိန်တိုလေးတွင်မှာဘလို့ပြောကြည့်မလို့နော်လူလောကကြီးမှာလူတွေဟာကိုတိတယ်လို့လုံနေကြတာကိုလှုပ်တယ်လို့ဖြစ်နေကြတာတော့ဒီစကားလေးနှစ်ခုကိုတည်တည်ချာချာလေးစဉ်းစားသိချင်ပါတယ်လူတိုင်းဟာကိုတိတယ်လို့လုံနေကြတာကိုလှုပ်တယ်လို့ဖြစ်နေကြတာချမ်းသာတယ်ပဲပြောပြောဆင်းရဲတယ်ပဲပြောပြောဆင်းပြေတယ်ပဲပြောပြောမပြေဘူးပဲပြောပြောကိုမှဖြစ်နေတာတွေဟာတေးကြတာကတော့ကိုလှုပ်ထားတဲ့အတိုင်းကိုဖြစ်နေတာဘာမှမကြည်မနှက်ဖြစ်စရာအကြောင်းမရှိဘူးလို့မြင်တယ်ကိုလှုပ်ထားတဲ့အတိုင်းဖြစ်တာနော်ဒါလက်ခံရလားအဲ့လိုဆိုရင်ကိုကဘယ်လိုလှုပ်တာတုံးလို့မြင်ကိုလည်းကိုနားလဲတယ်လို့လှုပ်ချလိုက်တာပဲကိုသိတယ်လို့လှုပ်လိုက်တာနော်ဟုတ်တယ်မဟုတ်လားအဲ့လိုဆိုရင်ပြည်သူတို့ဦးဇင်းတို့ကစဉ်းစားရရှိတယ်ကိုယ့်ရဲ့အတိညာဏ်ကအစစ်မြင့်မယ်ဆိုရင်ကိုယ့်ရဲ့လှုပ်တာကိုင်တာပြောတာဆိုတာတွေးတာကြံတာတွေကအစစ်မြင့်လာပြီဘူးလားအစစ်မြင့်မယ်နော်ဒါဆိုရင်အကျိုးရလဒ်ကလည်းပဲအစစ်မြင့်တာတွေပဲထွက်လာမယ်နော်ချမ်းသာတာတွေပဲထွက်လာမယ်ကိုယ့်ရဲ့အတိညာဏ်ကနေမားနေတယ်ညံ့နေတယ်အတိညာဏ်ကအောက်တန်းကျနေတယ်ဆိုရင်လှုပ်တာကိုင်တာပြောတာဆိုတာတွေးတာကြံတာကံသုံးပါးဟာဘာဖြစ်တော့မလို့အစစ်နှိမ့်တော့မယ်အဲ့ဒါဆိုလို့ရှိရင်ထွက်လာတဲ့အကျိုးရလဒ်ကလည်းပူလောင်တာတွေဆင်းရဲတာတွေပင်ပန်းတာတွေအစစ်နှိမ့်တာတွေပဲထွက်လာမယ်ဘာရေးကြီးနေတော့အတိညာဏ်ရေးကြီးနေရနော်ဟုတ်လားအဲ့ဒီအတိညာဏ်ကိုဦးဇင်းတို့တွေဘယ်နည်းနဲ့မှန်မှန်ကန်ကန်မြင်မာနိုင်မလဲနော်မြတ်စွာဘုရားရဲ့အဆုံးအမတရားဒေသနာတွေကိုလေ့လာလိုက်စာမှတ်သားခြင်းလို့ဆိုတဲ့ဒီတုတ္တယတနာကိုစုဆောင်းခြင်းအဖြစ်ဒီအတိညာဏ်ပညာကိုမြင်မာစေနိုင်တယ်ညင်းလို့မရဘူးနော်ကိုလေ့လာထားတယ်လို့ကိုသိမယ်ကိုသိတယ်လို့ကိုလုပ်မယ်ကိုလုပ်တယ်လို့ကိုဖြစ်မယ်ဘလောက်အရေးပါတော့ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတွေကိုသိတဲ့လူနဲ့မသိတဲ့လူဘဝရဲ့ပြဿနာဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းကြတဲ့နေရာမှာသူတို့နှစ်ယောက်တူနိုင်မယ်ထင်လားအရန်ကိုကွာခြားလိုက်မယ်နော်ဒါကြောင့်ဦးဇင်းတို့ပြည်တော်ပေါင်းတော်ကောင်းတို့စဉ်းစားဘဝမှာစိတ်တွေပူလာတဲ့ဆင်းရဲလာတဲ့ပင်ပန်းလာတဲ့အစင်မပြေမှုတွေကြုံတိုင်းစဉ်းစားအဘုဒ္ဓငါစိတ်ဆင်းရဲနေတာတော့အပေါ်ယံဖြေတွေကတော့မျိုးမျိုးရှိမှာပေါ့သာသမီတွေကမလိမ္မာလို့စီဝါကြီးကခြေနေမကောင်းလို့ကျမကြီးကဘာဖြစ်လို့ညာဖြစ်လို့ပြောမကုန်နိုင်ဘူးအဓိကကြတဲ့အကြောင်းတရားတစ်ခုကိုပြောခြင်းတယ်ဘာလို့စိတ်ဆင်းရဲတော့ချမ်းသာအောင်မနေတတ်လို့ဘယ်သူညင်းနိုင်တော့ချမ်းသာအောင်သာနေတတ်မယ်ဆိုရင်ဆင်းရဲစရာအကြောင်းရှိမလား
ဘာလို့မနေတတ်တာတော့နေတဲ့အောင်သင်ကြားထားတာဘာမှမရှိဘူးလေ့ကျင့်ထားတာဘာမှမရှိဘူးလေ့ကျင့်တယ်ဆိုတာလည်းသင်ကြားပြီးမှလေ့ကျင့်နိုင်တာနော်ဟုတ်လားဒါကြောင့်အခြေခံကြကြသဘာဝကြကြတရားစာပေတွေကိုလေ့လာဖို့လေ့သင်ယူဖို့အများကြီးမလိုဘူးလားခုဒါဘာလုပ်နေရတော့မင်းသင်ယူနေတာပဲတော့သင်တန်းကြီးတွေတက်ပြီးတော့စာမွေးကြီးတွေဖြေမှသင်ယူနေတယ်လို့မဆိုနိုင်ဘူးနော်တစ်လုံးမှတ်မိနှလုံးမှတ်မိဘယ်လောက်လေးပဲနားလဲနားတယ်ကိုယ့်ရဲ့ခေါင်းထဲမှာဒီအသိဉာဏ်ပညာလေးတွေကိုသဘာဝကြကြထည့်နေတယ်ဆိုရင်ဒါဘာလုပ်နေတာတော့သင်ယူနေတာမတိမတာကိုယ့်ရဲ့အည်သွေးဟာမြင့်နေတာလို့မဆိုနိုင်ဘူးလားဒါရဲ့ညွှန်ကြားခြင်းနဲ့ကျုပ်တို့ဆက်ပြီးတော့ဘဝခီးကိုသွားမှာနော်ကိုယ့်ရဲ့အတိကညွှန်ကြားတဲ့အတိုင်းကိုယ်လမ်းကိုကိုယ်လျှောက်ကြမှာဟုတ်လားဒါကြောင့်ဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနာယူမှတ်သားခြင်းဆိုတဲ့ဒီတုဒ္ဒဆိုတဲ့ယတနာကိုမြတ်စွာတန်ဖိုးထားဖို့မလိုဘူးလားမြတ်စွာဘုရားကတော့ဘယ်လောက်ထိဟောတော့သူ့ကိုပိုင်ရင်ပိုင်သလောက်ဒီလူချမ်းသာတယ်သူ့ကိုမပိုင်ရင်မပိုင်သလောက်ဒီလူဆင်းရဲတယ်အဲ့ဒီထိဟောထားတာဟုတ်လားဒါကြောင့်တရားနာမပြင်းဖို့လိုတယ်တရားစာပေတွေကိုဖတ်ရှုလေ့လာဖို့မပြင်းဖို့လိုအပ်တယ်ပေါ့ဟုတ်လားဒါကဦးဇင်းတို့၅ခုမြောက်ဥစ္စာပစ္စည်း